video မှာတော့ single consonant ကအတန်တစ်တန်ကိုဆက်လက်ပြီးတော့လေ့လာရမှာပါဒီအတန်ကပထမဆုံးအတန်ကိုစပြီးတော့နားထောင်ကြည့်လိုက်ရအောင်အဲ့ဒီအတန်ကိုထွက်တဲ့အခါမှာဒီစာကိုဒီအာခေါင်လေးမှာထိုးပြီးတော့ထွက်လာတဲ့အတန်ပေါ့နော်အာခေါင်ထိတ်ဖြားလေးဒီသွားရင်ကြလည်းမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးဒီသွားအရေးအပေါ်သွားရဲ့ဒီအရေးကြကနေပြီးတော့ထွက်လာတဲ့အတန်အဲ့လိုအတန်ကိုဒီအဲ့လိုမျိုးထွက်ရတယ်ဆိုတော့သူနဲ့ပတ်သက်ပြီးတော့ဒါအတန်ကိုဆက်လက်ပြီးတော့နားထောင်ကြည့်ရအောင်ဆိုတော့ဒီအတန်ကိုဒါဆက်လက်ပြီးတော့လေ့လာကြည့်ရအောင်ဒီအတန်ကဘာလဲဆိုရင် voiced sound ဖြစ်တာမို့လို့ဒီ level ဒုက္ခမှုပါတယ်အဲ့လိုမှတ်ထားပေါ့နော်ဒီမှာဆိုရင်ပေါ့နော်အဲ့ဒီအတန်ပဲရှိတာပါအဲ့လိုမျိုးပေါ့နော်ဒီအဲ့ဒီမှာဆိုရင်ပထမဆုံးဒီ making the sound put the tip of your tongue lightly on the back of your top teeth then push the end over the sides of your tongue and out of your mouth bring down the tip of your tongue as you finish sayingအဲ့လိုမျိုး then say laအဲ့လိုပုံစံမျိုးနဲ့လေ့ကျင့်ပေါ့နော်အဲ့လိုအတန်လေးရှိတယ်ဟုတ်ပြီနော်ဆိုတော့ဒီအတန်ကဆိုတဲ့ဟာအတိုင်းပဲလည်းပဲဒုက္ခမှုပါတယ်အဲ့လိုမျိုးမှတ်ထားပေးပေါ့နော်ဆိုတော့ some words for practice with IP ဒီမှာဆိုရင်ဒီပြင်မှာပြထားတာကစကားလုံးဖြစ်တယ်ဒီပြင်မှာပြထားတာကအတန်ပေါ့နော်ဒါအတန်တကေတကိုကြည့်ပြီးတော့ဒီကောင်လေးကိုထွက်ရအောင်lam lang log laugh lock yellow last lion lamp leafဒီမှာကြားတယ်နော်နပိတ်တာတွေကိုဒါတတိချလေးထွက်ပြီးတော့လေ့ကျင့်ဖို့လိုအပ်ပါတယ်ဒီဘီးတာတွေကိုသိတဲ့အခါနပိတ်တာတွေကိုဒါထက်ဖို့မမေ့ပါနဲ့ဘာလို့ဆိုဒီဘီးတာတွေကိုဒါသိကြပြီးသွားလို့ရှိရင်ဒီသရတာတွေနဲ့ပေါက်ဆန့်ပြီးတော့အလုံးကိုထွက်ပြီးတော့လေ့ကျင့်မှဒါအတန်တွေအကုန်လုံးကိုနားလည်သဘောပေါက်မှာပေါ့နော်ဒါကြောင့်မလို့ဘီးတန်တွေကိုလေ့ကျင့်တဲ့အခါမှာပဲဖြစ်ဒီသရတန်တွေဒုက္ခကြတော့ဘီးတန်တွေကိုမသိရသေးဘူးဆိုတော့ဒါသရတန်ဒုက္ခဒါဘီးတန်နပိတ်တန်တွေကိုတတိချမလေးကျင့်ရတဲ့သူတွေအနေနဲ့ဒီဘီးတန်တွေမှာဆိုရင်နပိတ်တန်တွေကိုတတိချလေးလေ့ကျင့်ဖို့တိုက်တွန်းပါတယ်နောက်ဆက်လက်ပြီးတော့ကြည့်အောင် some phrases for practice with IPA ဒီမှာဆိုရင်ဒါ phrases တွေကိုဒါစကားစုတွေကိုလေ့လာတာပေါ့နော်ဒီမှာဆိုရင်lovely lemon last laugh lick the lime yellow light falling leafအဲ့ဆိုတော့ဒီစကားစုတွေကိုဒါအတာချောအောင်လို့ကိုဘာသာကိုလေ့ကျင့်သွားဖို့လိုပါတယ်နောက်တစ်ခုက some sentences for practice
ဒီမှာဆိုရင်ဝကြတွေကိုလေ့ကျင့်တာပေါ့နော်ဒီမှာဆိုရင် number 1ကြည့်မယ်ဆိုရင် I'll call you later. Number 2 later does it feel well and looks tolerable. Now number 3 listen to the lesson and complete the application form. Number 4 I really like him. Number 5 do you like to play sport? Number 6 I like sweet apples. Number 7 the lake is clear. Number 8 let's leave London and follow the road to Liverpool. Number 9 his teeth look yellow, so his legs must be black from smoking. Number 10 personally I love listen to classical music. ဆိုတော့ဒီစကားစုဒီဝကြတွေကိုလည်းပဲဒါလေးလာလေးကျက်သွားပေါ့နော်ဒါအသားလေးချောအောင်လို့မိမိဘာသာမိမိဒါလေးကျက်သွားဖို့လိုအပ်ပါတယ်ဒီမှာကျတော့ what to IPA practice ဒီစကားလုံးကနေပြီးတော့ IPA ကိုလေ့ကျင့်တဲ့အပိုင်းပေါ့နော်ဒီမှာဆိုရင် line light lane lion lime low leave lazy lock leave အဲ့လိုမျိုးတွေလေ့ကျင့်သွားလို့ရတယ်ဒီမှာဆက်လက်ပြီးတော့ spelling patterns for phonics and phonetics spelling patterns for the phonics ဒီမှာဆိုရင်အဲ့လိုမျိုးဆိုတော့ voiced ဖြစ်တာမို့လို့အတန်ကို voiced ဖြစ်တာမို့လို့လက်ဘေးတောက်ခါမှုပါတဲ့အတန်ဖြစ်တယ်ဒီမှာဆိုရင်ဒီအတန်နဲ့ပါတဲ့ဟာတွေကဒီအခရာမှာဆိုရင် L ပေါ့နော် L ပါတဲ့အခရာတွေကိုဒီအတန်နဲ့ထွေးလေးရှိပါတယ်ဒီမှာဆိုရင် like relate ability full told အဲ့လိုမျိုးတွေပေါ့နော်ဆိုတော့ဒီမှာလည်းပဲ yellow ball tell follow small အဲ့လိုပေါ့ဒီမှာဆိုရင် silent letter L ဖြစ်တဲ့အတန်တွေက the letter L before a consonant and sometimes silent ဒီမှာဆိုရင်ဒီ consonant တစ်လုံးရဲ့အစီမှာ S ဖြစ်နေလို့ရှိရင်ဒီတစ်ခါတရံမှာဆိုရင်ဒီ L ဆိုတဲ့အတန်က silent letter ဖြစ်သွားတယ်။ဒါဆိုရင် half ဒီ silent letter ဖြစ်လားမဖြစ်လားဆိုရင်ဘယ်လိုသိနိုင်လဲဆိုရင်ဒီ IPA ကိုကြည့်တဲ့အခါမှာဒီဆိုတဲ့အတန်ကတက္ကိတကမပါဘူးဆိုရင်တော့ဒီ silent letter ဖြစ်ကြောင်းကိုသိရမယ်။ဒါဆိုရင် half walk folk calm would should could အဲ့လိုမျိုးတွေပေါ့နော်ဆိုတော့ဒီအတန်နဲ့ပတ်သက်ပြီးတော့ဒါနားလည်မယ်လို့ယူဆပါတယ်ဒီအတန်တွေကိုလေ့ကျင့်တဲ့အခါမှာနောက်ပိတ်အတန်တွေကိုမပါမဖြစ်ထည့်ဆိုပေးရပါမယ်ဒီနောက်ပိတ်သားတွေပါမှသာဒီအတန်ကိုဒါအမှန်မှန်ကန်ကန်လေးထွည့်ဆိုနိုင်မှာပါဆိုတော့ဒီဗီဒီယိုလေးကိုဒီလောက်နဲ့ပဲရန်နာပြီးတော့နောက်ဗီဒီယိုလေးမှာလည်းပဲနောက်ဗီဒီယိုတွေမှာအသက်ထပ်ပြီးတော့ဒါတကယ်စားတွေကိုဆက်လက်ပြီးတော့တည်ပေးသွားဖို့ရှိတာမို့လို့ဒီနေ့တဲ့ဆိုရင် channel ကို subscribe လုပ်သွားပြီးတော့တကယ်စားအသက်တွေကိုဆက်လက်ပြီးတော့လေ့လာလို့ရပါတယ်ဆိုတော့ see you later